မင်္ဂလာပါ Footballers ကနေကြိုဆိုလိုက်ပါတယ်။မက္ကဆီကိုအသင်းနဲ့ Ecuador အသင်းတို့ရဲ့ပွဲစဉ်မှာမက္ကဆီကိုအသင်းကပွဲကစားချိန်အစောပိုင်းပထမပိုင်းမှာရရှိခဲ့တဲ့ဂိုးတွေနဲ့တူ2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပြီး16သင်းစင်မှာမက္ကဆီကိုကအင်္ဂလန်နဲ့ဒီယာကွန်ဂိုတို့အသင်းတွေကနိုင်တဲ့အသင်းနဲ့တွေ့ဆုံတော့မယ်။ဒီပွဲမှာမက္ကဆီကိုကစားသွားတာအရန်ကောင်းတယ်။တအူးချင်းလည်းကောင်းတယ်။အသင်းလိုက်လည်းကောင်းတယ်။စိတ်တက်လည်းကောင်းတယ်။ခံတဲ့ကစားပုံလည်းကောင်းတယ်။ကွင်းလေယာလောအားနှုန်းလည်းကောင်းတယ်။တိုက်စစ်ကစားသမားတွေရဲ့ဒီအဆုံးသက်တိုက်စစ်စတင်ပုံတိုက်စစ်ကိုဒီတိုက်ခိုက်တစ်ဖက်အသင်းကိုထိုးနှက်ပုံတွေကအရေးသွေးရှိတယ်ထပ်မြက်မှုအပြည့်ရှိတယ်ကစားသမားတွေကြားမှာနားလည်မှုလည်းအပြည့်ရှိတယ်အီကွေဒေါကပြီးခဲ့တဲ့ဒီအုပ်စုနောက်ဆုံးပွဲစဉ်မှာဂျာမနီကိုအနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲစဉ်ကအီကွေဒေါရဲ့မာကျောမှုသူတို့ရဲ့စီးလုံးမှုသူတို့ရဲ့ထပ်မြက်မှုတွေဒီနေ့ပွဲမှာဘာမှကိုမမြင်ရဘူးလို့ပြောလို့ရတယ်အီကွေဒေါအရန်ညံ့နေလို့ဆိုမဟုတ်ဘူးအီကွေဒေါကသူတို့ရဲ့မာကျောမှုကိုပြသနေတုံးပဲဒါပေမဲ့မက္ကဆီကိုရဲ့အသင်းလိုက်စူးစီးမှုအသင်းလိုက်မြန်တော့မက္ကဆီကိုရဲ့ကစားအားကအီကွေဒေါရဲ့အဲ့ဒီမာကျုံမှုတွေကိုပို့ပြီးတော့တာလွန်နေတယ်အဲ့ဒီထက်ကိုတာလွန်နေတာအီကွေဒေါကိုကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်လို့ပြောလို့ရတယ်ဒီနေ့ပွဲတစ်ပွဲလုံးမက္ကဆီကိုကဘောလုံးကင်ထားရင်းနဲ့ရောဘောလုံးမကင်ထားရင်းနဲ့ကိုအီကွေဒေါကိုကောင်းကောင်းကြီးထိန်းချုပ်သွားတယ်အထူးသဖြင့်သူတို့ရဲ့တမန်တိုက်စစ်တွေအရန်ကြောက်ဖို့ကောင်းနေမက္ကဆီကိုတိုက်စစ်ကိုဦးဆောင်နေတဲ့ရာဟီမီနက်နဲ့ကွင်းနိုစ်ကဒီ2016ကမ္ဘာဖလားရဲ့အဖွင့်ဂိုးရှင်အခုချီဒီလဲမက္ကဆီကိုအသင်းအတွက်ခြေစွမ်းပြနေအောင်ပဲနောက်ရာဟီမီနက်နဲ့တွဲပြီးတော့သူတို့နှစ်ယောက်ကြားကနားလည်မှုအချိတ်ဆက်ကလည်းမက္ကဆီကိုတိုက်စစ်အတွက်တော်တော်လေးအလုပ်ဖြစ်နေရတွေ့ရတယ်ဒီကစားမနှစ်ယောက်ကြားကနားလည်မှုနေရာယူမှုဒီကစားမနှစ်ယောက်ကြားကဒီအဆုံးသက်နိုင်စွမ်းသူတို့ကတအူးချင်းနေလည်းအဆုံးသက်နိုင်စွမ်းကောင်းတယ်လို့အချင်းချင်းမှလည်းအပြန်လည်နားလည်မှုအပြည့်ရှိတာမြင်ရတယ်နောက်မက္ကဆီကိုရဲ့ကွင်းလေရဲ့လုံအားနှုံးကစားအားမက္ကဆီကိုနောက်တန်းရဲ့ဒီမာကျုံမှုမက္ကဆီကိုကခန်းစစ်အခုကမ္ဘာဖလားမှာမက္ကဆီကိုကပွဲ၄ပွဲကစားပြီးသွားပြီတပွဲမှပေးကိုမရှိသေးဘူးလက်ရှိထိန်ဒီပေးကိုမရှိတဲ့အသင်း၄ပွဲကစားပြီးရဲ့အနေထားမှာသူတို့တွေ့ခဲ့တဲ့အသင်းတွေကတောင်အာဖရိကတောင်ကိုရီးယားချက်နဲ့အခုအီကွေဒေါအသင်းကြီးတွေတော့မပါဘူးဒါပေမဲ့လို့အလေလက်အသင်းတွေခြေတူအသင်းတွေလို့ပြောလို့ရတဲ့အသင်းတွေကြီးပဲမက္ကဆီကိုကိုနိုင်ကလည်းအသင်းကြီးမဟုတ်တဲ့အနေထားမှာဒီလိုခြေတူအသင်းတွေကို၄ပွဲလုံးလုံးပေးကိုမရှိကစားထားတယ်ဆိုတာကတော်တော်လေးကောင်းတဲ့မှတ်တမ်းတော်တော်လေးကောင်းတဲ့ခံစစ်စွမ်းဆောင်ရည်ဖြစ်တယ်ဒီခံစစ်စွမ်းဆောင်ရည်ကမက္ကဆီကိုကိုတေးကြတယ်နောက်တစ်ဆင့်တွေမှာအရန်ကိုဒီအဖိုးတန်တဲ့အချက်လက်ဖြစ်လာလိမ့်မယ်မက္ကဆီကိုကအခုလက်ရှိအင်ရှင်၃နိုင်ငံထဲမှာစောင့်ကြည့်ခြင်းစရာအကောင်းဆုံးခြေစွမ်းအပြင်အကောင်းဆုံးအသင်းဖြစ်နေတယ်အရင်တည်းကလည်းဒီအမေရိကန်ရဲ့ကနေဒါရဲ့မက္ကဆီကိုရဲ့ရှင်လိုက်လို့ရှိရင်မက္ကဆီကိုကဘောလုံးအဆင့်တန်းမြင့်ပါတယ်ဟိုနှစ်သင်းထက်ကျန်တဲ့နှစ်သင်းထက်ပိုပြီးမြင့်ပါတယ်ဒါပေမဲ့အမေရိကန်လည်းလက်ရှိကမ္ဘာဖလားမှာခြေစွမ်းကောင်းပြတယ်ကနေဒါလည်းပြတယ်အမေရိကန်ဆိုရင်ပိုချက်တီနိုရဲ့အောက်မှာတကယ်ကိုပုံစံကောင်းတွေပြသထားတာမြင်ရတယ်ဒါပေမဲ့မက္ကဆီကိုကအဲ့ဒီအင်ရှင်အားနဲ့ပြသနေတဲ့ခြေစွမ်းကောင်းတွေတက်ကိုပို့တယ်သူတို့ကစိတ်တက်လေတော်တော်ကောင်းနေအသင်းလိုက်စူစီယာတိုက်စစ်ရထက်မြက်မှုနောက်ခုနပြောတဲ့ရာဟီမီနက်နဲ့ကွင်းနိုစ်ရဲ့ကြားကနားလည်မှုသူတို့ရဲ့တအူးချင်းအဆုံးသတ်နိုင်စွမ်းကြိုင်ရင်ဖန်ရည်ဒါတွေကအရန်ကြောက်ဖို့ကောင်းတယ်ကွင်းနိုစ်ကပြီးခဲ့တဲ့ရာသီဆော်ရီပရိုလီရဲ့ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဒီခြေစွမ်းတွေကိုဒီကမ္ဘာဖလားမှာဆက်လက်သေးဆောင်နေတော့မယ်မက္ကဆီကိုကိုထမ်းတင်ထားတော့မယ်ဒီကစားသမားကအရန်စိတ်ဝင်စားဖို့ကောင်းတယ်သူကကိုလံဘီယာမှာမွေးတဲ့ကစားသမားမက္ကဆီကိုလက်ရွေးစင်တင်းနဲ့ကိုစားပြုတ်နေတာသူ့အကြောင်းလည်းကျွန်တော် channel မှာပဲတင်ဆက်ပေးထားတော့ရှိတယ်စိတ်ဝင်စားရင်တော့နားထောင်ကြည့်လို့ရပါတယ်ဆိုတော့မက္ကဆီကိုနောက်တစ်ဆင့်မှာအင်္ဂလန်နဲ့ဒီယာကွန်ဂိုဒေကနိုင်တဲ့အသင်းနဲ့တွေ့မယ်ဒီပုံစံတိုင်းဒီဖောင်တိုင်းဒီခြေစွမ်းတိုင်းနာဆိုရင်တေးကြတယ်တစ်ဖက်ကတက်လာတဲ့ဘယ်အသင်းဆိုမက္ကဆီကိုကောင်းကောင်းဒုက္ခပေးသွားနိုင်အောင်ပါအင်္ဂလန်နဲ့ဒီယာကွန်ဂိုမှာအင်္ဂလန်တက်လာဖို့ကတော့ရာခိုင်နှုန်းအများများတယ်ဆိုတော့အင်္ဂလန်သာတက်လာခဲ့ရင်မက္ကဆီကိုရဲ့လက်ရှိဖောင်ခြေစွမ်းတို့ရဲ့ကစားပုံစိတ်ဓာတ်နဲ့ဆိုရင်တေးကြတယ်မက္ကဆီကိုရဲ့တိုင်းမဲ့တိုက်စစ်တွေကအရန်ကိုမြန်နေတိကျတယ်အင်္ဂလန်ရဲ့ခံစစ်ကြောင်းကိုကောင်းကောင်းဒုက္ခပေးမှာအင်္ဂလန်ရဲ့ခံစစ်ကြောင်းကအန်ဒရယ်အများကြီးရှိတယ်လက်ရှိကမ္ဘာဖလားမှာဒီအင်္ဂလန်ကပွဲတွေနိုင်နေသည့်တိုင်အောင်အဲကစားပုံအရန်ကြီးကောင်းနေရမှာမဟုတ်ဘူးတိုက်စစ်ကစားပုံကောင်းနေကွင်းလန်ကစားပုံကောင်းပြီမဲ့အင်္ဂလန်ရဲ့ခံစစ်ကစားပုံမှာစိုးရင်စရာအချက်တွေအများကြီးမြင်ရတယ်မက္ကဆီကိုရဲ့တိုက်စစ်နဲ့တွေ့ရင်အင်္ဂလန်ခံစစ်ကဒီအချက်တွေကအရန်ကြောက်ဖို့ကောင်းနေဆိုတော့အင်္ဂလန်တက်လာခဲ့သည့်တိုင်အောင်မက္ကဆီကိုဟာအင်္ဂလန်ကိုပွဲကစားချိန်မိနစ်60အတွင်းမဟုတ်ရင်တော့မှအချိန်ကိုပနယ်တီရောက်သွားပြီးတော့ကြော်ဖြတ်သွားနိုင်တဲ့အရေးအသွေးတွေအရေးချင်းတွေသူတို့မှာအပြည့်ရှိတယ်သူတို့ရဲ့ break တွေအားပေးမှုအင်ရှင်အားနဲ့မက္ကဆီကိုလက်ရှိစော့နေတဲ့စွမ်းဆောင်ရည်စူးစီးမှုစိတ်ဓာတ်တွေကအရန်အားရဖို့ကောင်းတယ်မက္ကဆီကိုလက်ရှိပြနေတဲ့ဖောင်ကတော်တော်လေးမြင့်နေတဲ့အနေအထားမှာရှိတယ်ဘေးကုန်းမရှိတဲ့ခံစစ်အဲ့ဒီအတွက်သူတို့ရရှိနေတဲ့ယုံကြည်မှုအဲ့ဒါတွေကအရန်ကိုသူတို့အတွက်အဖို့တန်နေဆိုတော့လက်ရှိကမ္ဘာဖလားမှာအင်ရှင်၃နိုင်ငံထဲမှာမက္ကဆီကိုကခြေစွမ်းအဖြစ်အကောင်းဆုံးစောင့်ကြည့်ခြင်းစရာအကောင်းဆုံးအသင်းဖြစ်ရှိနေတဲ့အပြင်ကိုလက်ရှိလမ်းကြောင်းရလေနောက်တစ်ဆင့်မှာအင်္ဂလန်တက်လာခဲ့မယ်ဆိုတော့အင်္ဂလန်ကိုကောင်းကောင်းဒုက္ခပေးနိုင်စွမ်းအပြည့်ရှိတယ်မက္ကဆီကိုကမထင်မှတ်ထားရတဲ့ကမ္ဘာဖလားရဲ့
ဟိုအမြန်ဆုံးအဆင့်တွေအထိရောက်သွားနိုင်တဲ့ခြေစွမ်းစိတ်သက်လူအင်အားစုဖွဲ့မှုပရိသတ်အားပေးမှုနောက်အင်ရှင်အားသာချက်အဲ့ဒါတွေအကုန်လုံးရှိနေရဆိုတော့မက္ကဆီကိုကနည်းနည်းလေးတော့စောင့်ကြည့်ခြင်းစရာကောင်းနေပြီသူတို့ပြသနေတဲ့ခြေစွမ်းကကန်ကောင်းလို့နိုင်နေတာမဟုတ်ဘဲနဲ့တကယ်ကိုကောင်းလို့နိုင်နေတဲ့တကယ်စုစည်းမှုအစစ်မှန်ကိုတွေ့နေရတာဒီလိုအသင်းလိုက်အရန်စုစည်းတဲ့အသင်းတွေကဖြိုခွဲရအရန်ခတ်တယ်ဒါပြင်မက္ကဆီကိုကအင်ရှင်လည်းဖြစ်နေတယ်ဆိုတော့ဒီကမ္ဘာဖလားမှာမက္ကဆီကိုဟာမထင်မှတ်ထားဘဲနဲ့လက်ရှိချိန်မှာတော်တော်လေးကြောက်စရာကောင်းတဲ့အသင်းတစ်သင်းဖြစ်စတင်ထွက်ပေါ်လာပြီလို့ကျွန်တော်ကတော့ယူဆတယ်မျှော်လင့်နေမက္ကဆီကိုကိုအားပေးကြည့်မယ်ပေါ့နော်ဆိုတော့ဒါကတော့မက္ကဆီကိုအီကွေဒေါပွဲအပီမက္ကဆီကိုရဲ့နောက်ကမ္ဘာဖလားကြံရှိတဲ့အဆင့်တွေနဲ့ပတ်သက်ပြီးအလားအလာကိုကျွန်တော်အမြင်ဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြညီကိုအားလုံးကျေးဇူးထိုးပဲတင်ရှိပါတယ်